ခဏတာလှပမှုအတွက်အသက်ပေးလိုက်ရသူများဒီလူတွေကတော့သူတို့ရဲ့ခဏတာလှပမှုအတွက်သူတို့ရဲ့အသက်ကိုယ်တော်ငယ်ငယ်လေးနဲ့ပေးဆက်ခဲ့ပြီးဆုံးပါခဲ့ပါတယ်။အပြင်ပိုင်းမှာမြင်နေရတဲ့ကြီးမားတောင်တင်းတဲ့ကြွက်သားတွေနဲ့ကြော်ကြားတဲ့ဂုံသတင်းတွေရဲ့နောက်ွယ်မှာတော့လူမသိသူမသိကြောက်မက်ဖွယ်ရအမှန်တရားတစ်ခုပုံကွယ်နေပါတယ်။ဟုတ်ပါတယ်။သင်ကြားတော့မမှားပါဘူး။ဒီနေ့ကျမတို့ဟာခေတ်သစ် body building လောကကိုလှုပ်ခတ်သွားစေတဲ့ body builder ၃ ဦးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဟာရိုးရိုးရှင်းရှင်းသေဆုံးမှုတွေမဟုတ်ပါဘူး။အလားပါနဲ့အောင်မြင်မှုကိုအယူမူးလိုက်ရင်ကိုယ့်အသက်နဲ့ကိုယ်လဲလှယ်ခင်ရတဲ့ခြောက်ခြားစရာဖြစ်ဆိုးတွေပဲဖြစ်ပါတယ်။ဒီဇလန်နဲ့မစားခင်မှာတော့ဒီဖြစ်ပျက်တွေရဲ့တရားခံဖြစ်တဲ့ steroid အကြောင်းကိုအခြေခံနားလည်ထားဖို့လိုအပ်ပါတယ်။ဒီဆေးဝါးတွေဟာလူခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းတွေနဲ့ဆင်တူတဲ့ဓာတုပစ္စည်းတွေပါ။ဆေးပညာအရကြွက်သားအားနည်းတဲ့ယောဂါတွေနဲ့ဟော်မုန်းမညီမျှတဲ့သူတွေကိုကုသဖို့အတွက်သုံးပေမယ့်အားကစားလောကမှာတော့ကြွက်သားကြီးထွားမှုနဲ့စွမ်းရည်တိုးဖို့အတွက်အလွဲသုံးစားလုပ်နေကြပါတယ်။ဒီဆေးတွေဟာလိုချင်တဲ့ရလဒ်ကိုအမြန်ဆုံးရရှိစေပေမယ့်ခန္ဓာကိုယ်ရဲ့ပုံမှန်စိတ်ပိုင်းတွေကိုလုံးဝဖျက်ဆီးပစ်ပါတယ်။ဒါပေမဲ့အားကစားသမားတွေကဒီဆေးတွေကိုဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲအလွဲသုံးစားလုပ်ကြတဲ့အခါမှာတော့နှလုံးနဲ့အသက်ကိုဒုက္ခရောက်စေပါတယ်။ဒါနဲ့မကသေးပါဘူး။စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့မျိုးပွားနိုင်စွမ်းတွေကျဆင်းမှုတွေအပြင်ကိုတက်သေးခြင်းစိတ်တွေဖြစ်ပေါ်လာစေတဲ့အထိဆိုးရွားနိုင်ပါတယ်။ဒီဆိုးကျိုးတွေဟာချက်ချင်းမပေါ်လာပဲနှစ်ပေါင်းများစွာကြာပြီးမှရုတ်တရက်ကက်ဆိုးတစ်ခုလိုပေါ်ထွက်လာတတ်ပါတယ်။နံပါတ်1 Andres Menza ဟာသူ့ရဲ့6သွေးလာပြီးအဆင်မရှိတဲ့ခန္ဓာကိုယ်ကြောင့်လောကမှာနာမည်ကြီးခဲ့ပါတယ်။ဒါပေမဲ့လည်း1996ခုနှစ်မတ်လ14ရက်နေ့မှာတော့သူ့ရဲ့ဆေးဝါးသုံးစွဲမှုကြောင့်ခန္ဓာကိုယ်တွင်းအင်္ဂါတွေဟာရုတ်တရက်အလုံးမလုံးတော့ပဲရပ်တန့်သွားခဲ့ပါတယ်။သူသေဆုံးခံဒီအချိန်မှာတော့ဆေးရုံတင်ခံရတော့မှဆရာဝန်တွေဟာအံ့အားသင့်ခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့အသေးနဲ့ကြောက်ကက်ဟာလုံးဝပျက်စီးသွားခဲ့ပြီးကိုရင်းကအများပြားမှာသွေးယိုစစ်မှုတွေဖြစ်နေခဲ့တာအပြင်ရေတက်ဆုံးရှုံးမှုပါပြင်းထန်နေတာကိုတွေ့ခဲ့ရပါတယ်။ဆေးစစ်ချက်တွေအရသူ့ခန္ဓာကိုယ်မှာအဆီဆိုလို့3.1ရာခိုင်နှုန်းပဲရှိတယ်လို့ဆိုပါတယ်။ဒါဟာလူခန္ဓာကိုယ်အတွက်မရှိတဲ့အဆင့်တစ်ခုဖြစ်ပြီးသူသေဆုံးရတဲ့အဓိကအကြောင်းရင်းကစီးစိမ်များနဲ့အခြားဆေးဝါးများအလွန်ကျွံသုံးစွဲမှုကြောင့်လို့ဆိုနိုင်ပါတယ်။မန်ဆာရဲ့သေဆုံးမှုဟာ body building လောကအတွက်လှုပ်ခတ်သွားစေခဲ့တဲ့တတိပေးခေါင်းလောင်းတန်တစ်ခုဖြစ်ခဲ့ပါတယ်။နံပါတ်2 Dallas MC Carver သူ့ရဲ့ကြီးမားတဲ့ကြွက်သားတူးနဲ့စွမ်းရည်ကလူတိုင်းကိုအံ့အားသင့်စေခဲ့တဲ့ Dallas MC Carver ဟာအသက်26နှစ်အရွယ်ကမစ္စတာအိုလံပစ်လိုမျိုးပြိုင်ပွဲကြီးတွေမှာရှင်ပြိုင်နေခဲ့ပြီဖြစ်ပါတယ်။2019ခုနှစ်စက်တင်ဘာလမှာတော့သူ့ရဲ့အိမ်မှာအစာနေပြီးသေဆုံးနေတာကိုတွေ့ရှိခဲ့ရပါတယ်။အစာပိုင်းမှာအစာနေတယ်လို့သာသတင်းထွက်ပေမဲ့ဆေးစစ်ချက်တွေအရသူ့မှာနှလုံးကြီးနေခြင်းအသေးစီဖုံးနေခြင်းနဲ့နှလုံးရဲ့ညာဘက်ကြီးနေတာတို့ကိုတွေ့ရှိခဲ့ရပါတယ်။ဒီလိုပျက်စီးမှုတွေဟာအသက်26နှစ်အရွယ်အတွက်လုံးဝမသင့်တော်ပါဘူး။ဒါတွေဟာနှစ်ပေါင်းများစွာခန္ဓာကိုယ်ကိုဖိအားပေးမှုတွေစေဝါသုံးစွဲမှုတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်။သူ့ရဲ့သေဆုံးမှုကဒီလိုဆိုးကျိုးတွေဟာအသက်အရွယ်မရွေးကြုံတွေ့နိုင်ကြောင်းလူငယ်တွေအတွက်ကြီးမားတဲ့တတိပေးချက်တစ်ရပ်ဖြစ်ခဲ့ပါတယ်။နံပါတ်3 Grant Covax ဟာ body building သမိုင်းတစ်လျှောက်မှာအကြီးမားဆုံးသောကြွက်သားတို့ကိုပိုင်ဆိုင်ခဲ့သူတွေကတဦးဖြစ်ကြော်ကြားခဲ့ပါတယ်။သူ့ရဲ့ကိုယ်လေးချိန်ဟာပြိုင်ပွဲမတိုင်ခင်ချိန်ဒီမှာတော့ပေါင်300ကျော်136ကီလိုခန့်ရှိနေတတ်ပြီးပခုံးကျယ်80လက်မှရှိခဲ့ပါတယ်။ဒါပေမဲ့ဒီလိုတဘာဝမကျတဲ့ကြွက်သားတို့ကြီးဟာနှလုံးနဲ့အခြားကိုယ်တွင်းအင်္ဂါတွေပေါ်မမျှမတဝင်ပြီးစေပြီးနောက်ဆုံးမှာတော့နှလုံးရပ်တန့်တဲ့အထိဖြစ်စေခဲ့တဲ့အတွက်2013ခုနှစ်နိုဝင်ဘာလ22ရက်နေ့မှာCovax ဟာကနေဒါနိုင်ငံမှာနှလုံးရပ်တန့်ပြီးကွယ်လွန်သွားခဲ့ပါတယ်။ Covax ရဲ့ဖြစ်ရပ်ဟာတာမန်လူခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေထက်ကျော်လွန်တဲ့ကြွက်သားတို့ကိုတိစောက်မိခဲ့လို့ပဲဖြစ်ပါတယ်။ဒီ body builder 3ရဲ့ဇာတ်လမ်းတွေဟာအလှပအတွက်လိုက်စားမှုကနေဖြစ်ပေါ်လာတဲ့ဆိုးရွားတဲ့ကျိုးဆက်တွေပဲဖြစ်ပါတယ်။သူတို့အားလုံးဟာတစ်ခုတည်းသောအကြောင်းရင်းကြောင့်မဟုတ်ပေမဲ့သူတို့ရဲ့ဘဝနှီးကုန်းကိုညှဉ်းဆန်စေတဲ့အဓိကတရားခံကတော့ steroid တွေကြောင့်ပဲဖြစ်ပါတယ်။ဒီဆေးဝါးတွေဟာနှလုံးအသေးကြောက်ကက်နဲ့စိတ်ကျန်းမာရေးကိုနှစ်ပေါင်းများစွာကြာရှည်စွာဖျက်ဆီးပစ်နိုင်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ဇော်ထအောင် sharing channel လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်နော်။